Yo,ဒီနေ့မှာကျွန်တော်ဒီချက်တဲ့ဂိမ်းတကယ်ကိုဆော့ပြအောင်မှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်ရဲ့ပထမဆုံး customer ကိုကြည့်ရအောင်။ပထမဆုံးလောက်ရမှာက Obtain 1 vanilla extract, 1 flour, 1 milk, and 2 eggs. ဒါနဲ့ကျွန်တော်ရဲ့ channel ကို like နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ရပြီအခုနောက်ပါဆက်လောက်ရမှာလေ။ Pour 50 grams of flour, 5 milliliters of vanilla extract. 2,000 years later. Oh, ရပြီ။ဂျုံထည့်လိုက်မယ်။မရဘူးဟာ။ခဏနေပါဦး။အော်ဒီနေ့တော့တော်ကန်ဆိုးတဲ့နေ့ပဲ။နောက်ခဏအိတ်လိုက်အောင်မယ် A few moments later. ကျွန်တော်မချပေါ့တခုတော့ပေးပါ ရစီရမယ်။အိုးလွယ်လွယ်လေးပဲ။ချက်ချီတော့ရပြီ။ဒီရဲထည့်ရမှာလား။ဟုတ်တယ်ဒီရဲထည့်ရမှာ။ခဏလေး။ရောသွားလိုက်တော့ပကံတွားယူလာအောင်မယ်။ဒါလားမသိ။အော်ရပြီစားပူတွားယူလိုက်အောင်ဒီနေ့တော့လေရပြီ Let's go ရပါပြီPrada ရဲ့လက်လက်ဆက်ဆက်ချက်ကြော်လေးရပြီ။ Oh ညမရတော်ကောင်းနေရ等到过恒地黑月雷角的哭了。ခတ်တယ်ဟာဒိုနတ်တစ်ခုရပြီဘယ်လိုလဲရမလဲဆိုရင်ရော့ချက်တော့ဒါကိုကြော်လိုက်မယ်တစ်ခုနှစ်ခုနောက်ဆုံးတစ်ခုပဲကျန်တော့ဒီကောင်ကပုံးနေရပဲလာစမ်းဟာထောင်းခုဟင်းအောင်ရေးတူးတော့မယ်ရပြီကြော်လိုက်လားလိုက်ကြော်လားတော့မသိဘူးရပြီရော့တရားမိဟာနည်းနည်းမေးနေတောက်ပြနေကောင်းပါကျေးဇူးဗျာဟာကျင်းဦးဟိုတွေ့ရဝမ်းတာပါတယ် အချင်းတို့မဖြောင်းနေနဲ့နောက်ကျုပ်တခုပေး โอเคရစေရမယ်ဘာလို့ရမှာနှစ်ခုတည်းလွယ်လွယ်လေးပဲဟာအိုးကျုံနေပြီမင်းကျုပ်ကျော်ရန်ကောင်းနေရနောက်တစ်ယောက်က 这么个还蛮高的哭了。然后အေးအောင်ရေးဒိုနတ်ပေါမဖုတ်လိုက်အောင်မယ်အိုးရပြီ
စလိုက်ရွယ်လေးတွားယူလာအောင်မယ် အမဲသားယူရမှာမလား cheese တွားယူလိုက်ပဲရှားတော့မယ်အမဲသားထည့်လိုက်တော့မယ်ပြီးပြီ let's go ရော့ 好了，菜，你太大刀，你变地上。 နာပါအသားထည့်ထားပါလိမ့်အားလုံးပဲကျေးဇူးပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြောတွေ့ကြမယ်အားလုံးပဲတတာ